အားလုံးပဲမင်္ဂလာပါခင်ဗျာဝါဖေမဲ့ဘယ်စေကနေကြိုဆိုပါရစေဒီနေ့မှာတော့ကောင်းကင်နဲ့မြေပြင်တသားတည်းဖြစ်သွားတဲ့ဘိုလီဗီးယားနိုင်ငံကအကြီးမားဆုံးစာရေးကန်ကြီးအပါအဝင်ကမ္ဘာတုံးကအံ့ဩစိတ်လှုပ်ရှားစရာနေရာတွေအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်နံပါတ်1ဒဲကန်ရရဲ့လိုအပ်နေရတချို့ကတော့ဒီနေရာကကမ္ဘာပေါ်မှာတကယ်ရှိရလားလို့တောင်မေးခွန်းထုတ်ရလောက်အောင်လှပတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါဟာ AI လည်းမဟုတ်တယ်လို့ပိုတိုရှော့လည်းမဟုတ်ပါဘူးတရုတ်နိုင်ငံရှင်ကျန်းစီဒေသမှာရှိတဲ့တကာလာမာကန်သဲကန်ရရဲ့လှုပ်ဝက်နေရာတစ်ခုပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးရွှေလျားသဲကန်ရကြီးဖြစ်ပြီးအဖြူအောင်သဲတောင်ပြင်းတွေစိမ့်မြရောင်ရေကန်တွေနဲ့ရွှေဝါရောင်တစ်ပင်ငယ်လေးတွေပေါင်းဆက်ထားတဲ့အလှတရားဟာကမ္ဘာအံ့ဖွယ်နေရာတစ်ခုဖြစ်လာစေပါတယ်သဲကန်ရရဲ့အလယ်မှာရှိတဲ့ဆိုပေမဲ့၆သွေးပူပြင်းတဲ့နေရာမျိုးမဟုတ်ပဲသဲထက်ရေပမာဏကတောင်ပိုများပါသေးတယ်ဒီလိုမျိုးတဘာဝရဲ့ပြည်စုံတဲ့ပေါင်းစပ်မှုကပကြီကားတစ်ချက်ကိုဖန်တီးထားသလိုဖြစ်နေပါတယ်ဒီနေရာကိုလူတွေဖန်တီးထားတာမဟုတ်ပဲအချိန်တော်ကြာမြင့်ပြီးမှသာတဘာဝအတိုင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်ရှင်ကျန်ဒေသရဲ့တောင်တန်းတွေကနေစီးဆင်းလာတဲ့ရေခဲမြစ်တွေအရေးပြောပြီးသဲကန်နေရာကိုဖြတ်တန်းစီးဆင်းတဲ့အခါအခုမြင်တွေ့နေရတဲ့လိုင်းတွန်ပုံစံသဲကုံတွေဖြစ်လာပါတယ်နောက်ပြီးဒီနေရာရဲ့ဇက်လိုက်ဖြစ်တဲ့ရွှေဝါရောင်တစ်ပင်တွေကို Poplar Antarctica လို့ခေါ်ပါတယ်ပင်စီထဲမှာရေတွေကိုကောင်းကောင်းတူလောင်ထားနိုင်တာကြောင့်ရေငတ်တံကိုအလွန်ခဏရှိတဲ့အတွက်သဲကန်နေရရဲ့သူရဲကောင်းလို့တောင်တင်စားခေါ်ကြပါတယ်ဒီလိုမျိုးလှပလုံးတဲ့နေရာကိုသွားလေခြင်းရင်တော့စောင်းဦးရာစီကအသင့်တော်ဆုံးဖြစ်ပါတယ်နံပါတ်2ကမ္ဘာအကြီးဆုံးကြေးမုံမြင်တိန်တွေပေါ်မှာလမ်းလျှောက်ရတဲ့ခန်းစားချက်မျိုးကိုလိုချင်ပါသလားဘိုလီဗီးယားနိုင်ငံကစားပြူလင်ပြင်ကတင်းရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးနိုင်ပါတယ်ဘိုလီဗီးယားနိုင်ငံအနောက်တောင်ပိုင်းအင်းဒီတောင်ထဲမှာတည်ရှိတဲ့စားပြူလင်ပြင်ကြီးတစ်ခုဖြစ်ပါတယ်ဒီလင်ပြင်ကမိုးရွာပြီးတဲ့နောက်မှာကောင်းကင်ကိုအပြည့်အဝထင်ဟပ်နေတဲ့အီယာမသဘာဝကြေးမုံမြင်ကြီးအဖြစ်ကိုပြောင်းလဲသွားပါတယ်ကောင်းကင်နဲ့မြေကြီးဟာတသားတည်းပေါင်းဆက်သွားပြီးတင်ဟာတိမ်တွေပေါ်မှာလမ်းလျှောက်နေရတယ်လို့မျိုးထူးခြားဆန်းကျယ်တဲ့ခံစားချက်ကိုရရှိစေပါလိမ့်မယ်ဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီးတချို့ကတော့ဒါကို AI လို့တောင်ထင်တတ်ကြပါတယ်နံပါတ်3ကမ္ဘာပေါ်ကဂျိုသားကျွန်းပထမဆုံးသင်မြင်လိုက်တာနဲ့ဒီကျွန်းကသမိုင်းမတည်မီခေတ်ကအချိန်ထဲမှာရပ်တန့်နေတယ်လို့အခြားကမ္ဘာတစ်ခုကိုရောက်သွားတယ်လို့ခံစားရနိုင်ပါတယ်ဒါပေမဲ့ဒီနေရာကတော့အိန္ဒိယသမုဒ္ဒရာရဲ့အနောက်မြောက်ဖက်အာရေဗျပင်လယ်ထဲမှာတည်ရှိတဲ့ဆိုကိုထရာကျွန်းပဲဖြစ်ပါတယ်ဒီတစ်ပင်မျိုးစိတ်တွေကိုဒီကျွန်းတစ်ခုထဲမှာသာတွေ့နိုင်ပြီးသူ့ရဲ့တက်တန်းကလည်းသန်း20လောက်ထိကိုရှိနေပါပြီကျွန်တော်တို့ပတ်ဝန်းကျင်မှာတစ်ခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့တစ်ပင်မျိုးစိတ်ပေါင်းများစွာရှိနေပြီးတွားရောက်လဲပတ်ဖို့ဝေးလံလွန်လာတဲ့အတွက်ကဘာပေါ်ကတစ်ခုတည်းသောဂျိုသားကျွန်းလို့တင်စားခေါ်ကြပါတယ်ဒီနေရာရဲ့အထင်ရှားဆုံးတစ်ပင်ကဇကွန်ထရီလို့ခေါ်တဲ့နဂါးသွေးတစ်ပင်ပဲဖြစ်ပါတယ်ဒီအပင်ကနေသွေးလိုအနီရောင်ဆေးတွေထွက်ပြီးတချို့ကတော့မော်ပညာလိုနေရာတွေမှာအသုံးခဲ့ကြတယ်လို့ဒဏ္ဍာရီတွေရှိပေမဲ့အခုအချိန်မှာတော့စိုးစေးအဖြစ်သာအသုံးပြုကြပါတယ်နောက်တစ်ခုကတော့ရေဇာရိုလို့ခေါ်တဲ့ပန်းရောင်အပွင့်လေးတွေပွင့်တဲ့ဂန္ဓယာနှင်းစီပဲဖြစ်ပါတယ်တစ်နှစ်ပတ်လုံးမှာအချိန်နဲ့ငယ်သာမိုးရွာသွန်းလေးရှိတဲ့အတွက်မိုးဆိုတာဒီကျွန်းအတွက်တော့ဒဏ္ဍာရီတစ်ခုလိုပါပဲဒါပေမဲ့ဒီတစ်ပင်တွေကတော့ဒီလိုသဘာဝရဲ့တိုက်စားမှုတန်ကိုကောင်းကောင်းခံနိုင်ရှိတဲ့ကမ္ဘာအံ့ဖွယ်တစ်ပါးပဲဖြစ်ပါတယ်နံပါတ်4ဘောက်ဖတ်တစ်ပင်နံရှီလီယားတဲ့လမ်းမကြီးရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာကောင်းကင်ကိုထိုးပေါက်ထားတယ်လို့ခန်းစားရစီတဲ့အီယာမာတစ်ပင်ကြီးတွေဒီနေရာကတော့မာရာဂက်စတာနိုင်ငံရဲ့ဘောက်ဖတ်တစ်ပင်နံပဲဖြစ်ပါတယ်ဒီဘောက်ဖတ်ပင်တွေကိုကမ္ဘာပေါ်မှာတနေရာထဲမှာသာတွေ့နိုင်ပြီးတက်တန်းအားဖြင့်တော့နှစ်ပေါင်း1000နီးပါးရှိနေပါပြီပုံထဲမှာမို့သိမ့်မသိတာပဲမဲ့ဒီအပင်ရဲ့အမြင့်က68ပေလောက်ရှိပြီးပင်စီနဲ့လုံးဘက်ကအိတ်ခမ်းတခန်းစာလောက်ထိကိုကြီးမားနိုင်ပါတယ်ဒေသခံလူမျိုးတချို့ဆိုရင်ပင်စီတွေကိုဖောက်ပြီးဝင်ရောက်နေထိုင်တာမျိုးတောင်လုပ်ခဲ့ပူပါတယ်နေဝင်နေထွက်စီးတာအချိန်ဒီမှာဆိုရင်အင်တန်လှပတဲ့ dramatic ဆန်တဲ့မြင်ကွင်းကိုပေးစွမ်းနိုင်တာကြောင့်လုံးဝ tourist attraction ကိုဖန်ဆားထားနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီထူးခြားတဲ့နေရာဟာမာရာဂက်စတာနိုင်ငံအနောက်ပိုင်းမိုရွန်ရာမာမြို့အနီးမှာတည်ရှိပါတယ်မာရာဂက်စတာနိုင်ငံရဲ့အထင်ရှားဆုံးအမွေအနှစ်တစ်ခုဖြစ်ပြီးကမ္ဘာလှည့်ခရီးသွားတွေအလွန်အမင်းစိတ်ဝင်စားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီအပင်တွေကသူတို့ရဲ့ပင်စီထဲမှာရေတွေကိုတူလောင်ထားနိုင်တာကြောင့်အပူပြင်းခြောက်သွေးတဲ့ဒီလိုဒေသမျိုးမှာကောင်းကောင်းရှင်သန်နိုင်ကြပါတယ်ဘောက်ဖက်ပင်10မျိုးရှိတဲ့အထက်မှာ6မျိုးကိုတော့ဒီနေရာမှာတွေ့နိုင်ပါတယ်နံပါတ်5ဖောင်မူခလေးအခုကျွန်တော်တို့မြင်တွေ့နေရတဲ့နေရာကတော့တူရကီနိုင်ငံရဲ့အနောက်တောင်ပိုင်းမှာတည်ရှိပါတယ်ဒေသခံတွေကတော့ပေါင်မူခလေးလို့ခေါ်ဆိုကြပြီးဝါကုန်းရဲတိုက်လို့အဓိပ္ပာယ်ရပါတယ်အဖြူရောင်ထုံကြောင်လေကားတွေပေါ်မှာအပြာရောင်ရေကန်တွေကမျက်စိပသာရဖြစ်လာတဲ့မြင်ကွင်းကိုပေးစွမ်းနိုင်ပါတယ်လေကားတွေရဲ့အပေါ်ဘက်မှာဆိုရင်လည်း
ရှေးဟောင်းရောမမြို့တော်ကြီးဟီရာပိုလေးရဲ့အပြည့်အစည်းတွေကိုလည်းတွေ့နိုင်ပါတယ်။ရှေးဟောင်းရောမလူမျိုးတွေကဒီရေဘူးစမ်းကိုအနာရောဂါတွေပျောက်ကင်းနိုင်တယ်လို့ယုံကြည်ကြပါတယ်။နှစ်ပေါင်းများစွာကြာအောင်ဒီတုံကုန်းရဲ့အောက်ခြေကနေရေဘူးစမ်းတစ်ခုစိတ်ထွက်နေပါတယ်။ရေထဲမှာကယ်လ်ဆီယမ်ကာဗွန်နိတ်တွေအလွန်အမင်းပါဝင်ပြီးလေနဲ့ထိတွေ့လိုက်တဲ့အခါမာကျောတဲ့ထုံးကြောက်တွေအဖြစ်အနေထိုင်သွားပါတယ်။အချိန်ကြာလာတာနဲ့အမျှတစ်ခုပေါ်တစ်ခုထိုက်ဆင့်ပြီးဒီလိုမျိုးရေကန်ငယ်လေးတွေနဲ့ဖြူဖွေးတောက်ပနေတဲ့လေကရက်ပုံစံတဘာဝရဲတိုက်ကြီးအဖြစ်ဖန်တီးလာခဲ့တာပဲဖြစ်ပါတယ်။ဒါဟာတဘာဝအလျောက်ဖြစ်ပေါ်လာတဲ့မယုံကြည်နိုင်စရာအမှုပညာမြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။နံပါတ်6 Giant Sequoia ဒီသစ်ပင်တွေအောက်ကိုရောက်ရင်တော့သင်ဟာကိုအင်မတန်သေးငယ်လွန်လာတယ်လို့ထင်ရပါလိမ့်မယ်။ဒီပင်တွေရဲ့အမြင့်ကပေ300ကျော်အထိရှိပြီးပင်စီကတော့ပေ30ပတ်လည်အထိရှိနိုင်ပါတယ်။ပုံထဲမှာတိတ်မသိတာပေမဲ့အားလုံးမြင်အောင်ပြောရရင်သူတို့ရဲ့ပင်စီကအိမ်တလုံးစာထက်ကိုပိုပြီးကြီးမားနိုင်တဲ့အပင်တွေဖြစ်ပါတယ်။ဒါကြောင့်လေကမ္ဘာအကြီးမားဆုံးဆိုတဲ့ဂုံပုတ်ကိုရရှိထားတဲ့အပင်တွေဖြစ်ပါတယ်။သူတို့ရဲ့သက်တမ်းကလည်းနှစ်ပေါင်း3000လောက်ထိကိုရှင်သန်နိုင်ကြပါတယ်။ဒီနေရာကိုတော့ Sequoia National Park နဲ့ King Canyon National Park တို့မှာမြင်တွေ့နိုင်ပါတယ်။အခုဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် Like and Subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုလေးမှာထပ်တွေ့ကြမယ်။